ချွေထမင်းလုံးနေတဲ့အများကြီးရှိတဲ့အထင်းမှာဒီထမင်းပေါင်းနဲ့ချစ်တဲ့နေရတော့ပေါ့နော်အရန်ကိုလွေကူရွှေချင်းပါတယ်ရှင်လက်ညောင်းလေးမှွေစရာမလိုဘဲနဲ့စီစီပန်ပန်လေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ရှင်ချွေထမင်းလောက်ဖို့အတွက်ကောင်းညင်းဆန်ချိန်ခွင်းနဲ့3ခွဲကိုညာဦးကလေးအားရေစိမ်ထားပေးပါတယ်ရှင်ထညင်းကိုဒီဆန်ချိန်ခွင်းနဲ့တစ်ခွဲသုံးထားပါတယ်ရှင်ရေကိုလေးဆန်ချိန်ခွင်းနဲ့တစ်ခွဲထည့်ပြီးတော့သူ့ကိုအရေပြွားအောင်ထိကြိုပေးထားပါမယ်ထညက်လေးတဲ့အရေပြွားပြီးဆိုလို့ရှိရင်တော့စကားလေးနဲ့စစ်ပေးထားမယ်ပေါ့နော်အုံလို့ကိုဆန်ချိန်ခွင်းနဲ့တစ်ခွဲထည့်ထားပါတယ်ရှင်တော့ရေကိုလည်းဆန်ချိန်ခွင်းနဲ့တစ်ခွဲထည့်မယ်ခုနကြိုထားတဲ့ထညက်ရေကိုလည်းဆန်ချိန်ခွင်းနဲ့တစ်ခွဲထည့်ပါမယ်ရှင်ကောင်းကြီး3ခွဲမှာရေ3ခွဲထည့်တဲ့သဘောမျိုးပါပဲရှင်စီ2စွန်းထည့်မယ်စီအစားထိုးဘက်ထည့်လို့ရပါတယ်ရှင်စားအနည်းငယ်ထည့်ပြီးတော့သူ့ကိုထမင်းရှစ်တလို့ပဲခလုတ်လေးနှိပ်ပြီးတော့ချက်ထားပေးပါမယ်ရှင်ခလုတ်တက်လာပြီဆိုလို့ရှိရင်တော့သူ့ရဲ့အငွေလေးနဲ့ခဏလေးနှက်ထားပေးပါမယ်ရှင်အေးခံမဲ့ဗန်လေးသေးကိုစီတုပ်ပေးထားပါမယ်နော်ချွေထမင်းလေးကိုထည့်ပြီးတော့အပေါ်ကနေပြီးတော့တိုက်တိုက်လေးဖြစ်အောင်လုပ်ထားပေးပါမယ်ရှင်အုံးလေးနဲ့အားဆိုင်ပြီးတော့အပွားနဲ့တဲတဲလေးပြအောင်ဖိထားပေးပါမယ်။ခန်းအပူချိန်မှာပဲ4နာရီလောက်ထိအေးခံထားပေးမယ်ပေါ့နော်။ကျမကအမြန်လို့ချင်တာနဲ့အပြင်မှာတနာရီရေခစ်ပတ်ထဲမှာတနာရီထားလိုက်ပါတယ်ရှင်။အခုဆိုလို့ရှိရင်တော့အေးခေနဲ့ချွေထမင်းလေးရလာပါပြီရှင်။ကျမချွေထမင်းကိုအုံသီးနဲ့မစားချင်တာနဲ့ပေါ့နော်။အုံနိုးလေးထည့်ပြီးတော့မှုလေးလှုပ်ထားပေးပါတယ်ရှင်။